တချင်ကကမ္ဘာတိုက်ကြီး၃တိုက်ကိုထိန်းချုပ်ခဲ့တဲ့အိုတိုမန်အင်ပါယာကြီးကဘလို့ပြောက်ကွယ်သွားခဲ့ရလဲဒီနေ့ခေတ်မှာဘယ်နိုင်ငံတွေဖြစ်လာပြီလဲအိုတိုမန်အင်ပါယာကို1296ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်သူ့ရဲ့အကျယ်ဝန်းကဒီနေ့ခေတ်တူရကီကိုအခြေခံပြီးဘော်ကန်ဒေသအရှေ့လယ်ပိုင်းမှာတော့အီရတ်ကနေပါလက်စတိုင်းဒေသအထိမြောက်အာဖရိကမှာအီဂျစ်ကနေအယ်ဂျီးရီးယားအထိပါဝင်ခဲ့ပါတယ်ဒါပေမဲ့19ရာစုအလယ်ပိုင်းကနေစီးပွားရေးနဲ့စစ်ရေးမှာအနောက်နိုင်ငံတွေထက်နောက်ကျလာပြီးအုပ်ချုပ်ရေးပြက်ကွက်မှုအကျွေးတင်လာမှုနဲ့လူမျိုးရေးလှုပ်ရှားမှုတွေကြောင့်နိုင်ငံအတွင်းမတည်ငြိမ်မှုတွေကြီးထွားလာခဲ့ပါတယ်ပထမကမ္ဘာစစ်ကြီးဖြစ်တော့အိုတိုမန်အင်ပါယာဟာဂျာမနီတို့ပါဝင်တဲ့ Central Power ဘက်ကိုဝင်ခဲ့ပါတယ်ဒါပေမဲ့စစ်ရှုံးခဲ့ရပြီးနယ်မြေအများစုကိုလည်းဆုံးရှုံးခဲ့ရပါတယ်1922မှာတော့စူတန်ဘီယစနစ်ကိုဖျက်သိမ်းပြီး1923မှာတူရကီနိုင်ငံကိုတည်ထောင်ခဲ့ပါတယ်အဲ့ဒီအချိန်အစလို့အိုတိုမန်အင်ပါယာကြီးဟာတမိုင်းထဲမှာပဲကျန်ခဲ့ပါတော့တယ်ဒါကြောင့်မို့ပြောရရင်ဒီနေ့ခေတ်နိုင်ငံ20လောက်ဟာတစ်ချိန်ကဒီအင်ပါယာရဲ့အစိတ်ပိုင်းတွေဖြစ်ခဲ့တာပါဒီလိုမျိုးပြောက်ကွယ်သွားတဲ့နိုင်ငံတွေအကြောင်းကိုဆက်ပြီးတင်ဆက်ပြီးတော့မှမလို့ follow လုပ်ထားဖို့မမေ့နဲ့နော်